နောက်ဆုံးတော့ London ကို steady ပြီးတော့မယ်ချင်းရောက်လာပါပြီပုံမှန်နဲ့ခီးသွားရင်ဒါနေကြလမ်းမှာပဲဒါပေမဲ့ဒီနေ့မှာအရင်ဝင်နေဖို့ကောင်းတယ်တိန်လုံးကတော့လိုက်ပူကြပါတယ်အငယ်ဆုံးလေးဆိုတော့လေ Since I'm going to London I have to take a transit flight to Bangkok first ဟုတ်လေရိုက်လိုက်အမေနဲ့ဒေါ်နဲ့ကတော့တပုံရိုက်ဖို့တတိယတည်းကျွန်တော်ကအရင်တစ်ခါမှမခွဲဘူးတော့မျက်ရည်နဲ့မျက်ခွဲမြင်နေတဲ့အတိုင်းပဲဟုတ်ထိုက်တယ်လေဦးဖေကိုမမီကဘောထီလိုက်ပို့တာဆိုတော့ပုံမှာပဲသူနဲ့ဖန်ငိုလိုက်ပါတယ်ကဲ immigration လည်းဖြတ်ပြီးပြီမမီနဲ့လည်းဖန်ငိုပြီးပြီဆိုတော့အခု MAI ထွက်မဲ့ gate ကိုတွားနေပါပြီဗျာဝမ်းနဲ့လည်းပျော်နေပုံတော့Windows စီကလည်းဘရောမှတောင်းရင်မရဘူးမတောင်းရင်ရပြီ So it's now boarding to Bangkok Suvarnabhumi Airport အင်းတစ်ခါမှမခွဲဘူးတော့လေမုံမှာကဘာပြက်နေအကြည့်ကြပါဦး Finally စောင့်မျှော်နေမုတ်ကျွေးရဲ့ချိန်ရောက်ပါပြီဒါပေမဲ့ဘာမှစားလို့မကောင်းရေရတွေတော့ pudding cake ကဘာလားမသိဘူးစားကြည့်ရမကောင်းပါအဲ့တော့သူရေတောက်လိုက်ပါတယ်ရေတော့သူကြိုက်ပါတယ်နောက်ပြီးတော့ tuna bun လားဘာလားမသိအထဲမှာအသားပါတယ်စားကြည့်ရဒါလေးကတော့မဆိုးပါဘူးဒါပေမဲ့ကြည်ုံလေးအထဲမှာအသားကလည်းပူစီတယ်အမရီစားပုံထုတ်ပြပါတယ်ကြည့်ကြပါကျွန်တော်ရီစားပါဟေးဟေးစားမကောင်းမှလည်းမနက်စာလေးနည်းနည်းဝင်သွားလို့ကောင်းလေးညင်ပြီးတော့ခဏနားလိုက်ပါတယ်ကဲ Bangkok ထဲဝင်ပါပြီ။ရှင်ချက်ပြေပွဲရမနက်ခင်းချိန်ကလေးဖြစ်ပါစေကြောင်းဆုမကောင်းတောင်းအပ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။ဒီမမရတော့ရှောက်တရှင်နာထောင်လိုက်ငိုလိုက်အိပ်ပျော်သွားလိုက်ပြီးတော့ဘေးကောင်ကကလေးက brain works ကအကြောင်းသားလေးသူတို့ကဆောင်းဝဲလာဖြေရတယ်အမှသူတို့နဲ့စကားလေးပါလေးပြောလိုက်အဲ့လိုနဲ့ပဲရောက်လာပါတယ်။အမကြီးရုံနဲ့အတန်ဘယ်ငေါက်ရောက်တာနဲ့ပြောင်းသွားတယ်။ My bad. Yay. 21. Okay, let's go. စနဘူးရောက်နေဖြစ်ပါရဲ့။ဟိုကပြောင်းနိုင်တော့တယ်။ I love Bangkok. Oh my gosh. ဒီမှာ baggage က check through မဟုတ်တော့ reclaim တော့တစ်ချက်ပြန်လုပ်ရပါတယ် reclaim လုပ်ပြီးရနဲ့ EVA airline counter ကိုသွားပြီးမြန်လေး check in လုပ်လိုက်ပါတယ်ကျွန်တော် Suvarnabhumi ကနေ London Heathrow ကိုတော့ EVA airline ရွေးလိုက်တယ်ပေါ့နော် EVA airline ကိုမှကျွန်တော် premium economy seat ယူလိုက်ပါတယ်အရက်ကအရန်တော့မရှိဘူးဒါပေမဲ့ပူတယ်လည်းမပါတော့လေ12နာရီ flight ကတစ်ခါမှလည်းမစီးဘူးတော့ကြာကြီးစီးရမှာဆိုတော့6ညောင်းတဲ့အတွက် premium economy ယူလိုက်ပါတယ် actually ticket book လုပ်တော့ကလည်းဈေးသိမ့်မကွာလို့ premium economy ယူလိုက်တာပေါ့နော်check-in counter မှာ check-in လုပ်တော့ window seat ပေးပါမပြောလိုက်ရလို့ကြားကုန်ရသွားပါတယ်ဒါမဲ့လည်း premium economy ဆိုတော့လေတတော်တရှိပါတယ်ဘယ်မှာထိုင်နိုင် boarding လုပ်ပြီးတိတ်မကြောက်ချစ်ချင်းမဟုတ်လာကြွေးပါတယ်အကုန်စားလို့ကောင်းတယ် video တော့မရိုက်လိုက်ရအောင်ငတ်ပြတ်နေလို့အဲ့ထဲမှာဒီ vanilla ice cream ကတော့လုံးဝ favorite ပဲ For real, God bless EVA Airline passenger ကိုလုံးဝ facility အပြည့်နဲ့ထားတာခုံက recline decline လုပ်လို့မရလို့ဆိုပြီးချစ်ချင်း window seat ပြောင်းမိရ Oh my gosh, I was so blessed. Premium economy seat စီက economy ထက်နည်းနည်းပိုကျဲပြီးတော့လေအဲ decline လို့ recline လို့ကောင်းလုပ်လို့ရတော့အရင် comfort ဖြစ်လင်းပေါ်မှာတကယ်တောက်လျှောက်ကိုမုတ်တီမျိုးစုံကျွေးနေရအဲ့ဒီမှာဒီဖတ်ထားရ favorite ပါ Finally ရောက်ပါပြီ7နိုင်ထဲညောင်းတိုက်သွားတာပဲကဲ London Heathrow Airport ရဲ့ immigration ကိုသွားနေပါပြီပြီးရင်တော့ baggage reclaim လုပ်ပါမယ်ပြီးရနဲ့ကျွန်တော်လာကြွေးကျွန်တော်အကူနဲ့ကျွန်တော်ရောက်မှနေတူလိုက်သွားရပြီပေါ့နော်အဲ့ဒီကလည်းကြည်ုံနေတာမဟုတ်ဘူးဒါတော့ KG ပို့လို့ MA မှာပြီးခဲ့ရသေးတယ်အခုကတော့သူတို့နဲ့တူတူ juice စီးပြီးတော့အင်းကိုပြန်နေရပါကျွန်တော်တို့အင်းက Heathrow နဲ့တော့နည်းနည်းလှမ်းလို့ juice ကိုနှစ်ဆင့်စီရပါတယ်station ရောက်ပါပြီအဲ့နေရာတွေတိုင်းအိမ်ရောက်တာနဲ့တန်းကျူသွားတယ် The next day I'm just hanging out with my nephew Leo အမကျွန်တော်ကိုကသူ့သားလေးနဲ့ကျွန်တော်စိုးလို့ရအောင်ဆိုပြီးတော့အိမ်နာပန်းချင်အောင်လိုက်ပို့ပါတယ် Finally the first official hangout in London with my high school friend high school မှာတကယ်ချင်းတယောက်က London မှာရှိနေသေးတဲ့ restaurant နဲ့သူနဲ့ Chinatown မှာတွေ့ဖို့ချိန်လိုက်တယ်ပေါ့နော်ဘာမှမဟုတ်ဖက်နဲ့ကြွားတာဒီရောက်မှဝေတာ campus လေးစားရောက်တော့ကတော့ရောင်းချစ်ချဖို့เนาะအခုကတော့ London ဆိုဆရာကြီးပဲအ
Mali, tube station in my escalator it's kind of fascinating for Burmese like me. Also nothing is in it do I Chinatown got Chinese handful noodles sound cool. It's my favorite. Akudi near to nothing is in Liva, Bristol my down anyway. I told boy when I look TK mess my luggage when we lay out. Yeah, Number 4. Bashka I kind of have a love and hate relationship with Bashka because the designs and cadence are quite good, but the quality sucks. Washing machine tail like that, not a cause of blue toilet. Actually, build Try on don't tell logi about a map Amazon with her sweat the Lear, Canadian Majalo Moegel. The sweatshirt Lear, a young lead Wojalo, Swaggy like Barney. I might not exactly a jacket, see them so bad, but I already have 2 more jackets like this. Bro, windbreaker a baja London Lee died and they some people. The sweatpants they are got in the Wojalo, baggy and Peter, bro, galaga wash, navy blue. See, I'm so bad, not stay, and I said, don't I be Bashkama way be your Oxford Street goes up by Javavi. New days or Luron and Yard. The one London vibes is a yard. The one Oxford Street got a London vibe. To know film or music or K-pop go jai dating is theory. Asian Feast call about London my Asian view with Amazon Yapura. Oh my gosh, it was such a heaven for me. Just a TMI, but Asian V call they image out, Baby Monster now some album or Asian V anime be order like it. Be my CD like Luchumalo CD player but A few days later, Birmingham January Cheeto thing agent, aka my best friend at London go later. First day are about my team and low second day are to Central London That was actually our first time trying Costa Coffee. You told me I'm shut you now. Don't do that. Sorry, we're shy. Sorry, we're out. Nakona the pony ayaba yaibi or Boru Makatobabi. Sat up. Our first mukbang was the seafood with tons of rice and lobsters. After that, we had strawberries coated in chocolate, which is a must in London. Strawberry chocolate. Strawberry and chocolate. Can you be going by it? Salut vintage photo book go down Charlie The next day we're at London Eye. Yay! London Eye ပေါ်မှာတပုံလေးတွားရိုက်ပြီးတော့ view တွေတွားကြည့်ပြီးတော့နှစ်ယောက်သားစိတ်ကြည့်သွားပါတယ်စိတ်ကြည့်သွားတော့အခု sea life ကိုတွားပါပြီ I expected a lot but Bangkok got sea life လောက်တိတ်မဆုံး Not gonna lie, I felt like I just went into Jumanji. You know what, jungle vibes အပြည့်ပဲဒီလို wild vibes ကိုတော့တော်တော်သဘောကျပါတယ် This is science. Biology အတားတကယ်စီ သူဆရာသွားလို့တည်တာ this is science ကြီးပါတယ် He kind of looks like an alligator or crocodile. Jijo, look at this cutie pie. Then we met penguins. Just yeah, Gio. Blah 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 blah. Amali Shashi be the realistic hurricane experience with what young and like the absent baby. Science
ကိုဘယ်လောက်ချစ်မြတ်လို့လဲဆိုတော့ငငယ်တဲ့က Sky နဲ့ Animal Planet ကိုဖင်လန်ကောင်းလန်ကြည့်လာတာအဲ့တော့သူ့မှာ Sea Life ရောက်တိုင်းမနေနိုင်မထိုင်နိုင်ဟိုကိုင်းဒီကိုင်းဖြစ်နေပါတယ် Sea Life သွားပြီးတော့ The Dungeon သွားလိုက်သေးတယ်ဒါပေမဲ့အထဲမှာ record လုပ်လို့မရဘူးဆိုလို့အခုကတော့ River Cruise စီးပါပြီတရားကြီးအကုန်လုံးကို my brother က sponsor ပေးတာပါနှစ်ယောက်လုံးစာ ticket ကိုသူက all inclusive ဝယ်ပေးတာ The Belfast Blue Box on board during the Second World War. They pass under, so all their loved ones will be on Tower Bridge, waving home you in the right direction. And if you've really enjoyed yourself today, guys, and want to leave any little tokens of appreciation. ကျောင်းအဖြစ်ဘယ်နေရာမှမတက်သေးဘူးသူ trip စထွက်ပါပြီအခုကတော့ Birmingham ကို 2 nights 3 days trip ဖြစ်ပါတယ် London စရောက်လာပြီးကြတဲ့ကလေဘာလို့တယောက်တည်းပဲဘာမှတိတ်မကြောက်တော့ဘူး independent တော့တော်တော်ဖြစ်လာတယ်ရင်နဲ့ရှင် first trip in UK ဆိုတော့သူကဈေးပေါ်တဲ့ရထားတော့မစီဘူးဈေးကြီးဆုံးရထားအောင်မှာ train cut တောင်ဝယ်ပြီးစီးသွားတယ် Birmingham New Street, where we finish ကဲ Birmingham New Street Station ကိုရောက်ပါပြီဟိုနေ့က London အလဲလာတဲ့တငယ်ချင်းနဲ့နောက်တစ်ယောက်နဲ့ကလာကြိုးမှာပါခုထိတော့မတွေ့သေးပါဘူးသုံးယောက်သားတွေ့တာနဲ့ Vietnamese noodle သွားစားကြပါတယ်ညနေကျတော့ Birmingham မှာကျောင်းတက်နေတဲ့ EIC Foundation တော့တူတူတက်ခဲ့တဲ့တငယ်ချင်းတွေနဲ့ဒီနေ့တူတူသွားစားပါတယ်တွေ့ရကြတော့အကုန်လုံးကပျော်နေကြတယ်ဗီဒီယိုတော့တိတ်မရဲလဲရအောင်ဒါကတော့ Chloe ရဲ့ Pop Mart collection ပါ Guys, that stupid coffee machine from Chloe's accommodation fucking scammed me. Hot chocolate မှာတော့ထွာလာကြည့်အောင်နိုးနေရီထွက်လာကြည့်စီသူများ accommodation မှာညနာရီဒုက္ခပေး Sorry, no. Yeah. 2 a.m. Birmingham မှာ Birmingham Chloe accommodation မှာဟိုဆက်ပြုတ်လုပ်နေရဖြစ်ပါတယ်။အမကပန်းရောင်လေးနဲ့ Chloe ဖြစ်ပါတယ်။ Chloe Lee Chloe John. Hee hee hee.